သွားမှာဖြစ်တယ်ကျွန်တော်ရဲ့တက်တာမှာအမြဲတမ်းနှလုံးသားကိုပြန်ဆန်းစစ်တယ်ငါမှုတော်ဆောင်တာဘာကြောင့်မှုတော်ဆောင်တာလဲကျွန်တော်ကိုကျွန်တော်နာစစ်တယ်ငါမှုတော်ဆောင်တာငွေရေးကြေးကြောင့်မှုတော်ဆောင်တာလားအလူငွေရချင်လို့မှုတော်ဆောင်တာလားဆရာဆိုတော့ဒီလိုမြောက်ထားတာခံချင်လို့မှုတော်ဆောင်တာလားအဲ့ဒါဆိုရင်ကျွန်တော်ရဲ့တက်တာမှားနေပြီချက်ချင်းကျွန်တော်အမှုတော်မြတ်ကနေထောက်ပလိုက်မယ်ကျွန်တော်နှလုံးမမှန်မဲနဲ့လောက်ရမှန်နေတဲ့အတ္တကြောက်စရာတိတ်ကောင်းတယ်ကိုနာစစ်ကြရအောင်ညီကိုမောင်မတော်ကျွန်တော်နာစစ်တဲ့အခါမှာအရင်တုန်းကစပြီးတော့အမှုတော်ဆောင်ခါစားကကျွန်တော်ဟာအမှုတော်မြတ်ထဲမှာပါဝင်လာရင်းနဲ့အလူငွေများရတဲ့နေရာဆိုပို့သွားချင်လာတယ်မတိမတာနော်မတိမတာလေးနဲ့အဲ့လိုဖြစ်လာတယ်စပါဝင်ခါစားငွေကြေးပိုင်းမှာလဲအနေငယ်ချိုးတက်မှုဖြစ်လာတဲ့အခါမှာဟာလာအလူငွေကိုကျွန်တော်မတိမတာလေး focus လုပ်လာတယ်အဲ့ဒီအချိန်မှာဆုံးရှုံးမှုမြောက်များစွာရင်ဆိုင်ရတယ်မြောက်များစွာရင်ဆိုင်ရတယ်တနေ့ကျွန်တော်ဖျားပါသွန်တင်လဲဆိုတော့ Cambridge လို့ခေါ်တယ်ကျွန်တော်တို့နားနေ2 နာရီလောက်ကားမောင်းရတယ် Portuguese Church တခုကကျွန်တော်တရားဟောဖို့ဖိတ်တယ်အဲ့နဲ့ကျွန်တော်ကမျောလင့်လိုက်တာကအဲ့ဒီ Cambridge အဲ့ဒီချိန်မှာကျွန်တော်မှာကားခါတော့မရှိဘူးကားခါစီဘိုးတော့မရှိဘူးဆိုတော့ကျွန်တော်စီကြံလေးနဲ့ပဲကျွန်တော်ကားမောင်းလို့သွားတာယုံကြည်ခြင်းနဲ့ကျွန်တော်ဗာမျောလင့်လဲဆိုတော့ဒီဟာလာဟိုကားစီဘိုးတော့ပြန်ရမှာပဲအဲ့ဒီကျရင်တော့ငါစီပြန်ထည့်မယ်အမေဖြစ်ချင်တော့ကျွန်တော်ကကားမောင်းလို့ကျွန်တော်ထွက်သွားပြီးတရားတွေပဲဟောပြီးတော့ပြန်ခံနေပြီအဲ့ဒီဆရာက thank you တလုံးပဲပြောလိုက်တယ်ဆိုကျွန်တော်စိတ်ထဲမှာဟာငါဘယ်လိုပြန်ရမလဲနှလုံးမမှန်တဲ့အခါမှာကောင်းကြီးမရှိဘူးနှလုံးမမှန်ဘူးကျွန်တော်လုံနေတာဖျားမှုတော့ကျွန်တော်ဘာလို့ဆိုတော့ငါအလုတ်သဘောရသွားလုံတာငါတရားဟောမယ်ပြည့်အလူငွေရမယ်ပြတ်မယ်ဒီအလုတ်သဘောအဲ့ဒါဘယ်လောက်ကြောက်စရာကောင်းလဲဖျားသခင်ရှိမှပုတ်ပွားနေတဲ့အတ္တနဲ့တူတယ်ယွန်းစရာကောင်းတယ်ဒါပေမဲ့ဂျေဇုတော်ကြောင့်မပြည့်စည်ခဲ့ဘူးဖျားသခင်ကျွန်တော်တုံသင်ခဲ့တာအဲ့လိုသွားရင်းနဲ့ကျွန်တော်မျောလင့်ခြင်းနဲ့တဖြည်းနဲ့ကုံဆုံးကုန်ပြီအဲ့ဒီဆရာလည်းတစ်ခါနှုတ်ဆက်ပြီးကျွန်တော်ပြန်သွားပြီသူတွေ့အောင်ကျွန်တော်လည်းအရှိလေးကိုအများနဲ့သွားပြတယ်ဒါပေမဲ့သူကလည်းပဲကျွန်တော်ဂိမ်းမဆိုင်ပဲနဲ့ထွက်သွားတယ် thank you see you ဝယ်လို့တယ်ဟာ see you လုံးလို့မရဘူးလေဟာ see ကမရှိပါဘူးဆိုမှ see you ဝယ်လို့တယ်ဆိုစိတ်ထဲမှာအဲ့ဒါဖြစ်နေသူတွေ့အောင်အပေါ်သွားလို့ပါအောင်နဲ့ထပ်သွားလည်းမရဘူးကွာအဲ့နဲ့ဘာလည်းမသိဘူးဆိုတော့ကျွန်တော်လည်းပဲဘလို့ပဲဖြစ်ကွာဆုံးဖြတ်ချက်ချလိုက်တယ်ငါကားမောင်းထွက်သွားတော့မယ်ရက်တဲ့နေရာမှာရက်ပါစေတော့အဲ့ဒီမှာဖခင်ကျွန်တော်ချက်ချင်းတုံတင်တယ်မင်းနှလုံးကိုပြင်လိုက်တဲ့ကိုတော့ဘာပြင်ရမှာလဲကိုလူကသူများအပြစ်ကိုအယမ်းမြင်တတ်တယ်ကိုမမြင်တတ်ဘူးအဲ့ဒါကြောက်စရာရကောင်းတယ်အမှုတော်ဆောင်ပိုးဆိုးတယ်ဟုတ်တယ်ကျွန်တော်ပြောတာမဟုတ်အမှုတော်ဆောင်သူများကိုပဲအများမြင်တယ်ကိုမြင်ဖို့တိတ်ခတ်တယ်ကျွန်တော်ဖျားဖွင့်ပြလာကိုတော့ဖွင့်ပြတယ်ကျွန်တော်ဖွင့်ပြဟောရဆိုကျွန်တော်စတင်ကာစားဆိုကျွန်တော်တရားဟောဖို့ရေးလဲပြင်ဆင်တာကျွန်တော်ဖတ်တယ်စောင်းတယ်ရေးလဲဖတ်တာတော်များသိတယ်လို့ခံယူထားတာလေသူများဟောပြီဆိုအေးဆေးပဲကျွန်တော်မဲကိုကကိုလုံးတော့ကြည့်မဆိုင်တာတီလာပြီလို့တင်တယ်ဒါနဲ့ကိုဖျားခြင်းတန်ရှင်တော်ဝိညာဉ်တနေ့ကျွန်တော်ဘာဖော်ပြလဲဆိုကိုတီးပြီလို့ထင်တော်သူကအလင်းမသိသေးဘူးငါသားဟမ်ကိုရောဘာပြောလဲမင်းကိုမင်းသိတယ်လို့ခံယူသေးတယ်မင်းတကယ်မသိသေးဘူး
အခုဆိုရင်ကျွန်တော်ဖျားရှင်တို့တင်မှုကြောင့်ဗာတိသွားလက်တိလာညီကိုမောင်မလို့ဖျားကောင်းမြတ်ခြင်းတိလာလေးလေးကျွန်တော်တိတာဘာမှမရှိဘူးဆိုတာတိလာလေးလေးပဲဒီနေ့ဒီလေကျွန်တော်ဘာမှမသိတော့ဘူးဖျားဖွင့်ပြခြင်းမရှိရင်ကျွန်တော်တုံညပဲပို့ဆိုးတာကဒီတိုးစာလာမယ်ဆိုတော့ကျွန်တော်မှစုပဲတောင်းရတာဒီမှာဆရာကြီးတွေကြီးဒေါက်တာတွေကြီးကျွန်တော်မှဘာမှရှိတာမဟုတ်ဘူးလာတာမျက်နှာငဲတာဖယားသခင်ကျေးဇူးတော်ကြောင့် REV ဆိုတဲ့ဟာလေးတစ်ခုပဲဘာမှသိက္ခာမရှိတဲ့လူဖယားကျေးဇူးတော်ကြောင့်တင်ထားပေးတာအော်ကိုတော့ဒါလေးတစ်လုံးနဲ့သွားမယ်ဟိုမှာဒေါက်တာ PhD ဘာဘလာမြိုင်အော်ကျွန်တော်ကြောက်လိုက်တာတိုးစာလာမှအရန်ကြောက်တာဖယားသခင်ဘယ်လိုလုပ်ရမလဲကိုတော့အဲ့ဒါနဲ့ကိုတော့ကဘာပြောလိုက်လဲဆိုတော့ငါသားကျွန်တော်ဖះပြောတဲ့စကားပြောအောင်လားမသိဘူးဗျာပညာရှိတော်သူတွေအရှက်ရစီဖို့ပညာမဲ့တော်သူငါသုံးမယ်ဆိုတော့ကျွန်တော်လည်းမပြောရပါဘူးဗျာအဲ့ဒီစကားကြီးသိရမှာဒါပေမဲ့ကျွန်တော်တကယ်ပညာမရှိတဲ့လူဗျကျွန်တော်ဝန်ခံရဲတယ်ကိုတိတ်ပညာရှိလို့ပါလို့လဲကျွန်တော်မလုပ်ရဲပါဘူးဖះရှိမှကြောက်စရာကြီးပညာမရှိပါဘူးတကယ်ပါဒီဆရာကြီးတွေရှိမှကျွန်တော်ရိုက်ရင်ကျွန်တော်အမြဲတမ်းတိတ်နေဒါကျွန်တော်ဝိညာဉ်တော်သားမပိုင်ကျွန်တော်တကယ်ရှိမှရိုက်ရဲတဲ့သူမဟုတ်ဘူးအမြဲတမ်းတိတ်နေကျွန်တော်ကြည့်လိုက်တဲ့ဟောမှာဒေါက်တာခမ်နိုအိမ်ရောက်သွားတဲ့အခါမှာကြော်ကြည့်လိုက်တာဒီရီရကြီးပဲကြော်အရန်လန့်တာပဲအရန်လန့်တာဟိုမှာလည်းပဲကြော်ကြည့်လိုက်ခါမှာဆရာခိုင်ပြီးအိမ်ရောက်တော့တကြီးပဲသူကတာကျွန်တော်လန့်တာပါဟောရမှာသူယုံကခေါ်သွားတော့ပို့ဆိုးတယ်ကျွန်တော်တရားဟောခြင်းစိတ်ပျောက်သွားတယ်ဒီဂရီတွေအများကြီးပဲကျွန်တော်စီမှာဘာမှမရှိဘူးကိုတော့ဘာလို့တာလဲကျွန်တော်လာပို့တာဘာမှမရှိပါဘူးခင်ဗျာကျွန်တော်မှာဒါပေမဲ့ကိုကျွန်တော်ကိုဖရာသခင်စပြီးတော့ကဘာလှည့်ပြီးတော့အသုံးပြုတာဘယ်တော့မှလဲဆိုတော့ကျွန်တော်တုံညလို့သိတဲ့နေရာစတော့ဖရာအသုံးပြုတာဖြစ်တယ်ကိုတုံညလို့မသိမချင်းဖရာသခင်ကအလုံးလုံးလို့မရဘူးကိုတော့ဟုတ်ကဲ့ကျွန်တော်တုံညပါကိုတော့ကျွန်တော်တုံညပါအဲ့ဒီအချိန်မှာဖရာကအသုံးပြုလို့ရတယ်ဒီနေ့နှလုံးမှန်ဖို့အဓိကဖြစ်ပါတယ်နှလုံးမှန်သွားတဲ့အခါမှာအမြင်မှန်သွားတယ်အမြင်မှန်တဲ့အခါမှာအကြားမှန်သွားတယ်အဲ့ဒီအခါမှာဘုရားကပြုပြင်လို့ရတယ်မဟုတ်ရင်အကုန်လုံးကိုကြည့်တဲ့အခါမှာဒေးဗစ်မျက်လုံးနဲ့ပဲကြည့်တော့အဆင်မပြေဘူးဒေးဗစ်ကဖယားကိုမရခင်တကယ် negative တမသူများကိုကြည့်လိုက်တိုင်းကပုံစံမကျသလိုကိုပြန်ကြည့်လဲပုံစံမကျတကယ်ကျွန်တော် negative တမဘာလို့ negative တမလဲဆိုတော့ကျွန်တော်အဖေကကရင်အမေကကလားဘာလူမျိုးပြောရမှန်းမသိဘူးကရင်ဘက်သွားလဲကလားဆိုတော့လက်မခံကလားဘက်သွားလဲကရင်ဆိုတော့လက်မခံဆိုတော့နှစ်ဖက်စလုံးကလက်မခံဆိုတော့ကျွန်တော်မှဘာလူမျိုးလို့ပြောမှမသိတော့ကဗျာလို့ပြောရတယ်ကဗျာဘာမှလည်းမရှိဘူးဘာလူမျိုးပြောမှလည်းကျွန်တော်မှမသိဘူးဆိုတော့အဲ့လိုစိတ်နာနေတဲ့ကြားထဲမှာမောင်နှမထဲမှာအသားမဲဆိုတော့ကျွန်တော်ပြန်ဖြစ်သွားတယ်ကျွန်တော်အမနဲ့ကျွန်တော်အကိုကကရင်ဘတ်ပါသွားလို့လားအသားဖြူဖွေးနေတာကျွန်တော်တယောက်ထဲမောင်နှမ3ယောက်မှာကျွန်တော်တယောက်ထဲမဲမဲလေးထွက်လာ
အပြင်ကျွန်တော်အမတို့ကသူတို့ကအလှပတွေအကုန်ရသွားတယ်ကလားနှခေါင်းကရင်အသားသိရမလားလိုတွေလာကျွန်တော်ကြတော့ကလားအသားကလားနှခမ်းဒါပေမဲ့ကရင်နှခေါင်းရသွားတယ်ကြည့်မဲလေအကုန်မဲကလားနှခေါင်းရပါလားပြောစရာအကြောင်းရှိတယ်မရဘူးဗျာကိုလိုကလာနေအကုန်လုံးလာစုလာအပြင်ပို့ဆိုးသွားတာကလားဆိုရင်ဒီလိုမျိုးပတိုင်းမွေးအကုန်ဆက်တယ်မလားကျွန်တော်ကရင်ကလားဆိုဒီမှာရက်သွားတယ်ဒီမှာပြန်ပေါက်တယ်ကြည့်ကိုလိုကလာဒီမှာကြည့်မရှိဘူးရှိရင်ကျွန်တော်ဒီလိုလေးထားပလိုက်မလို့လေသိရမလားဒီလိုလေးဝိုက်ထလိုက်မယ်ပေါ့စဉ်းစားတာပေါက်ကိုမပေါက်လာတယ်ဒီနာဒီလိုကိုလိုကလာလေနာစိတ်ထဲမှာနာကြည့်တယ်အဖေအားလို့ရတိကအဖေပဲအဖေရဲ့ကရင်ကိုမရှာပဲမှာဘာလို့ကရင်ပြည်နယ်မှာအများကြီးကရင်မတွေရှိတာပဲနော်ဟုတ်ဘူးဘယ်လိုသွားတွေ့လဲဘောစဉ်းစားပြီးတော့ကျွန်တော်မေရလဲဘာဘယ်လိုလဲမသိဘူးနော်ဟိုကရင်မှာသွားတွေ့ရတယ်လို့ဒါဖေမေရပြဿနာပါကြည့်တယ်စိတ်ဆိုးတယ်ကိုအရေးထဲမှာသူများလာစတယ်နင်ကကောက်ရထားတာလားအဲ့လိုလာပြောဟာစိတ်ဆိုးတာငငယ်တော့မခံနိုင်ဘူးဒီထဲမှာနာကြည့်မှုရှိတယ်ကိုကြည့်ရင်လဲဒါနဲ့လူပြိုပေါက်စားဘွားရောက်လာတော့ကိုဖြစ်နေတာနော်အဲ့ဒါကိုဖြစ်နေလူပြိုပေါက်စားဘွားရောက်လာတော့နာကြည့်မှုနဲ့ကျွန်တော်တိုက်ကွန်တော်တွေပဲသွားဆော့တိုက်ကွန်တော်ကြီးကျဆော့လဲဆော့ပြီးသူများထိုက်တောင်းကျွန်တော်ဆော့တယ်သူများတနိုင်ချင်းကျွန်တော်3နိုင်တော့ကျင့်လိုက်တယ်ဒါနဲ့တိုနဲ့ပြောအချိန်တိုတွင်းမှာကျွန်တော်ကတကယ်ဥစ္စာတွေပါတယ်ရသွားတော့ဗျာဘယ်ဟုတ်ဒီမှာရသွားတော့ဆော့ကျွန်တော်ကြည့်နေပြီးတဲ့ခါမှာဘာဖြစ်လဲဆိုသူများလာကြည့်တာနဲ့သူများကိုဖတ်တာသူ့ဖတ်တာကြည့်တာဘာဖြစ်လဲမျက်လုံးစုံမိတာဖြစ်မအောင်ဘာကြည့်တာဘာဖြစ်သွားလဲဆိုကိုအိုးမလုံးအုံပွင့်အိုးမလုံးအိုးကမလုံးအုံကပွင့်မလုံဘူးကိုလာကြည့်ရင်သူ့ဘာသာမျက်စိစုံပြီးလို့ကြည့်တာဘာကြည့်တာကိုဘာသာဖြစ်နေကိုဘာသာဖြစ်နေရန်နေရှောက်ဖြစ်လာတယ်အဖြစ်နဲ့မှားယွင်းမှုတွေစလာ negative ကျသူများကြည့်လဲ negative ပြီးတော့မှဖျားကြောင်တွိုင်းလဲကိုကသူများကိုပဲရှောက်ကြည့်တော့ညလုံးစုံမိတာဗောကိုကသူများကိုရှောက်ကြည့်တာဗောပြဿနာသူများကိုလာကြည့်တာမဟုတ်ကိုကရှောက်ကြည့်တော့ဘာကြည့်တာရှောက်တော့လို့လဲကျွန်တော်သူများကိုကကြည့်တော့ကိုသူများပြန်ကြည့်မှာဗောဒါပါဆန်းတယ်အဲ့ဒါကိုလဲတွားကြည့်သေးတယ်သူများပြန်ကြည့်လဲဘာကြည့်တာလဲဖျားကြောင်မှာရန်နေရှောက်ဖြစ်အဲ့လိုလို့ negative ကြည့်ပဲဖျားမရမချင်း negative ကြည့်ပဲဆရာတယောက်ပြောသလိုသူ့ရဲ့သားမိမခိုးလာတယ်သူ့သားမိမခိုးလာတယ်မနက်စောကြီးမိမခိုးလာတယ်ဝေလင်းပေါ့လေမိမခိုးချလာအိမ်ရောက်လာတော့ဟဲ့ကောင်ဘာလုပ်တယ်ကျွန်တော်မိမခိုးလာတာဟာကွာကြည့်လိုက်အောင်ခိုးလာတဲ့မိမရုပ်ကိုကြည့်လို့သူ့ဖေကအရန်စိတ်ဆိုးတော့ဟိုအိမ်နောက်ဖွေးခေါ်တော့မင်းဘလို့မိမမျိုးခိုးလာလဲအမျိုးထဲမှာမရှိတဲ့ရုပ်မျိုးဘာရုပ်မျိုးလဲအဖေဘာဖြစ်လို့လဲမင်းမိမကငါ့ကိုကြည့်တာလားမင်းကိုကြည့်တာလားမျက်လုံးဆောင်းနေတာမင်းကိုကြည့်တာလားငါ့ကိုကြည့်တာလားတော့မသိတဲ့မိမမျိုးစိတ်ညစ်တယ်ဆရာအဲ့ဒီဆရာမင်းဘလို့မိမမျိုးခိုးလာပထမတစ်ချက်ကမင်းအပြစ်ကမိမခိုးတဲ့အပြစ်ဒုတိယချက်ကရုပ်ကဆုံးမဆုံးအပြင်ငါ့ကိုကြည့်တာလားမင်းကိုကြည့်တာငါလည်းမသိဘူးအရာစိတ်ဆိုးတယ်အရာစိတ်ဆိုးတော့သူ့ဖေသူ့သားအသားလေးကြည့်တယ်အဖေတော်စိတ်ဆိုးနေလားမင်းငါ့ကိုလာမပြောနဲ့မင်းဒါစိတ်ဆိုးစရာလားလို့မေးရမယ့်ကိစ္စမဟုတ်အဖေရဲ့ကျွန်တော်မျက်လုံးလေးခဏလေးပဲငှားကြည့်လိုက်အဖေအဆင်ပြေသွားမယ်သူ့ဖေမျက်လုံးမှာသူခမိန်ခိုးလာတဲ့မိန်းမကမဟုတ်တာသူ့ရဲ့သားမျက်လုံးမှာဟုတ်နေတာဟုတ်
ဒီလိုပဲကျွန်တော်တို့ရဲ့တက်တာမှာသူများကိုကြည့်လိုက်တဲ့အခါမှာလဲအစင်မပြေကိုကိုလည်းအစင်မပြေတကယ်တော့ခရစ်တော်မြတ်လုံးရရင်အစင်ပြေသွားခရစ်တော်အားလုံးချစ်တာကိုဘယ်လောက်တိချစ်လဲအသက်ပေးသည့်တိုင်အောင်ချစ်တာတဲ့သူများကိုကြည့်လို့မရတော့ဆိုရင်မှတ်ထားဘုရားကြောင့်တက်နေနဲ့ဘုရားကိုကျမတို့သိချစ်တာသိလားဆရာသိချစ်တာဆရာဒါမဲ့နော်ဆရာရဲ့အဲ့ဒီကောင်ရှိရင်ဘုရားကြောင့်မလာဘူးသိလားဟာအဒုက္ခဘာဖြစ်လို့လဲအဲ့ဒါစာတန်ဆရာရဲ့စာတန်ကျမဖယားနဲ့ကိုးကွယ်ရှိအနှောက်ယှက်ဖြစ်နေတယ်မဲလုံးလိုက်သေးတယ်ဖယားသခင်ရဲ့မျက်လုံးကိုတကယ်ရသွားတဲ့လူအမြင်ပြောင်းသွားတယ်ဖယားရဲ့မျက်လုံးဘယ်လိုရလဲနှလုံးမှန်တဲ့အပေါ်မှာဖယားကပြုပြင်သွားလို့ရတယ်ရှောလူကလုံရက်မှားပါတယ်သို့တော်နှလုံးမှန်တဲ့အခါမှာဖယားကပြုပြင်ပြီးတော့သူ့ကိုကောင်းချီးပေးတဲ့အခါမှာဒီနေ့အများဆုံးဓမ္မသစ်မှာကျမ်းစာကိုရေးသားသွားနိုင်တဲ့သူတယောက်ဖြစ်သွားရတယ်ဒီနေ့ဖယားခင်သင်တို့ရဲ့အသက်တာကိုအဲ့လိုချီးမြှောက်ပြီးတော့ကောင်းချီးပေးခြင်းနဲ့ဖယားဖြစ်တယ်ဒါကြောင့်အဓိကဘာပြောခြင်းနဲ့ပြောလာတဲ့အခါမှာဖယားခင်ကချစ်ချင်းမေတ္တာနဲ့တည်ဖို့ဖယားဖော်ပြတယ်ဒီနေ့သင်တို့လုံနိုင်တယ်ကောင်းတယ်ဖယားအတွက်စက္ကန့်နိုင်တာကောင်းတယ်တရားဟောပြောနိုင်တာကောင်းတယ်ဒီနေ့အာရပါရကျွန်တော်တရားဟောလိုက်မယ်လူတွေမြောက်များစွာပြောင်းလဲလိုက်မယ်ဒါပေမဲ့ဖယားကကျွန်တော်အဲ့ဒါကိုမကြည့်ဘူးလူတိုင်းကိုဖယားအသုံးပြုလို့ရတယ်အဲ့ဒါယုံအသုံးပြုပါလို့ပြောတဲ့သူတိုင်းကိုဖယားအသုံးပြုဖို့အစဉ်သင့်မယ်အသုံးပြုလို့ရတယ်သို့တော့ရေရှည်အသုံးခံနိုင်မှုသင်နှလုံးသားထဲမှာဖယားမေတ္တာမရှိရင်သင်ကရေရှည်အသုံးခံလို့မရတော့ဘူးအရေးကြီးဆုံးကသင်ဘာပဲလှုပ်ဆောင်နေတဲ့အရာထဲမှာတကယ်ကိုဖယားချစ်တဲ့စိတ်နဲ့လှုပ်တာလားဆိုတာပဲဖယားကစမ်းစစ်ပြီးတော့မှတိမှတ်တဲ့ဖယားသခင်ဖြစ်တယ်ဒီအတွက်ကြောင့်ဒီနေ့ဒီမှာရှိတဲ့ညီကိုမောင်နှမတို့ချစ်ချင်းမေတ္တာ၌ပြည့်စုံပါဖယားသခင်ဟာအောဘွေရအမှုကိုပြုချင်တဲ့ဖယားဖြစ်တယ်ဖယားသခင်ရဲ့မေတ္တာတင့်ထဲမှာရှိရင်သင်ကလူတိုင်းကိုချစ်လာနိုင်တယ်လူတိုင်းကိုချစ်နိုင်တဲ့သူကသင်ဟာအောင်မြင်တော်သူပဲဖြစ်သွားတယ်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကျမ်းစာထဲမှာအောဘွေရဟလာအကြောင်းအရာလေးကိုအနေငယ်ပြောပြချင်တယ်ဒီနေ့ကျွန်တော်ဖယားကိုစူးစမ်းချစ်ကြပါတယ်စူးစမ်းပြီးတော့ဖယားသခင်ရဲ့မျက်ရည်နဲ့ဖယားကိုစူးစမ်းချစ်ကြသူတွေရှိတယ်ဒါပေမဲ့အဲ့ဒီသူတွေကိုနှစ်နဲ့ပြန်လိုက်ကြည့်လိုက်တစ်နှစ်နှစ်နှစ်သုံးနှစ်ရွေးလျော့ဖောက်ပြန်မှုတွေအများကြီးတွေ့ရတယ်အေဖတ်မျိုးကအတင်းတော်ကိုဖယားသခင်စကားပြောတဲ့ကဲတော့မင်းတို့ရှေးဦးမြတ်တာယော့ပြီးတယ်မင်းတို့ကျွယ်ဝတာငါတည်တယ်မင်းတို့အလူငွေပေးနိုင်တာငါတည်တယ်မင်းတို့အောင်မြင်တာငါတည်တယ်လူတွေများလာတာငါတည်တယ်သို့တော့မင်းတို့ရှေးဦးမြတ်တာယော့ဖယားကစစ်တဲ့အခါမှာနှလုံးသားထဲကဖယားမြတ်တာဝယ်စစ်တဲ့ဖယားဖြစ်တယ်အဲတော့သင်လှုပ်ဆောင်တဲ့အရာတိုင်းမှာတကယ်နှလုံးသားပါလားတကယ်နှလုံးသားပါပြီးတော့ချစ်တဲ့စိတ်နဲ့လှုပ်တဲ့နေ့ဟာသင်စပြီးတော့အောင်မြင်တဲ့နေ့ရဖြစ်တယ်ဒါပေမဲ့သင်နှလုံးသားထဲမှာစမ်းစစ်ကြည့်သင်ကဖယားကိုတကယ်ချစ်တဲ့စိတ်နဲ့မလှုပ်ဆောင်မချင်းဖယားကောင်းကြီးပေးလို့မရဘူးဒီနေ့အသင်းတော်တော်တော်များများကိုကျွန်တော်ဖယားပို့ဆောင်တဲ့အခါမှာကျွန်တော်ဘာတွေ့ရလဲကိုလှုပ်ဆောင်ကြတယ်ကြိုးစားကြတယ်ဟလားအသင်းဝင်သူတွေများတယ်မယုံကြည်သူတွေဖယားခင်ထံသို့ပို့ဆောင်ကြတယ်သို့တော့အထဲမှာဖယားမြတ်တာခေါင်းပါနဲ့အသင်းတော်တွေအများကြီးပဲအဲ့ဒီအရာတွေပေါ်မှာဖယားကဝမ်းနည်းနေရတယ်ဒီနေ့အဲ့ဒီအသက်တာနဲ့ဘယ်လိုရုပ်ထွက်နိုင်မှာလဲဘယ်လိုမျိုးအဆုံးထိတည်ကြည်နိုင်မှာလဲဒီနေ့ကျမ်းစာထဲမှာအောဝယ်ရရှိတဲ့အကြောင်းအရာလေးတစ်ခုနဲ့ကျွန်တော်ပြောပြချင်ပါတယ်ဒီနေ့ဒီမှာရှိတဲ့ညီကိုမောင်မတို့ဖယားသခင်ရဲ့ဟလာမေတ္တာကကျွန်တော်တို့အသက်တာထဲမှာရှိဖို့လိုအပ်ပါတယ်ထိုဒီတာမခကျွန်တော်တို့ဖယားကိုကြိုးစားပြီးတော့ဖတ်တွေ့တတ်ပါတယ်ကိုရောကိုကျွန်တော်ချစ်တယ်ကိုရောကိုကျွန်တော်ချစ်တယ်ကိုရောကိုကျွန်တော်တာ၍ကိုးစားမယ်ဟလာကျွန်တော်တို့ကြိုးစားပြီးကိုယ့်ရဲ့အစွမ်းစားနဲ့ကြိုးစားပြီးဖယားကိုချစ်တာတွေများတယ်မှတ်ထားညီကိုမောင်မတို့သင်ဖယားကိုကြိုးစားချစ်လေလေသင်မောလာလေလေပဲဖြစ်လိမ့်မယ်တေချာနားထောင်ကြပါမှားတော့မှာဆိုလို့သင်တို့ခုမှားနေကြတာဖယားကိုသင်တို့ကြိုးစားပြီးတော့ချစ်တာဖြစ်တယ်ကြိုးစားပြီးတော့ချစ်နေတာကြိုးစားပြီးတော့ချစ်နေတာကြိုးစားပြီးတော့လုပ်နေကြတာဒါမဲ့အဲ့ဒါထက်ဖယားလိုချင်တာကျွန်တော်ပြောပြမယ်ဒီနေ့ဆရာကြီးကဲနဲ့အေးရဲ့စာအုပ်ထုတ်မှာကျွန်တော်ဖတ်လိုက်ရတယ်
အဲ့ဒါဘာလဲဆိုတော့ဒီအမေရိကမှာပဲဒီပွဲတော်ကြီးတစ်ခုတော့ပေါ့သူတို့မီးပုံးပြန်ကိုလောက်ကြတယ်အဲ့ဒီမီးပုံးပြန်ကြီးအကြီးကျယ်လောက်ပြီးစင်ပြီးတော့ဟလာမီးတွေစာထိုးနေပြီမီးတွေစာထိုးမီးကိုပြင်ဆင်နေတဲ့အချိန်မှာပဲမီးပုံးပြန်ကြီးကကျိုးမီးပုံးပြန်ဆွဲထားတဲ့ကျိုးကဘောက်ဆိုပြတ်ကျပြီးတော့အဲ့ဒီမှာပြင်ဆင်နေတဲ့သူတွေအားလုံးကကိုယ့်ရုပ်ကာယဖြစ်ပြီးတော့မီးပုံးပြန်ကြီးဝုန်းနဲ့တက်သွားတယ်အဲ့ဒီခါမှာကျိုးစားတော့ခိုးထားကြရင်ကြာလဲကြာလောက်ပင်မလို့လွတ်ကြခြေတော့ကျိုးတဲ့လူကကျိုးပြုတ်ကြတယောက်ပြီးတယောက်ပြုတ်ကြတယောက်ပြီးတော့နောက်ဆုံးသေတဲ့သူတော်ရှိတယ်ဝုန်းနဲ့တက်သွားတဲ့ခါမှာသူတို့စင်းမချိန်တော့မရလိုက်ဘူးကျိုးစားတော့ခိုးကြတယ်ကျိုးစားတော့ခိုးတယ်နောက်ဆုံးတယောက်ပြီးတယောက်ပြုတ်ကြနောက်ဆုံးမှလူတယောက်ပဲအဝေးမှာပါသွားတယ်တော်အမြင့်မှာပါသွားတယ်အနေဟာအော်တယ်ဒါနဲ့အချိန်တန်တဲ့ခါမှာအဲ့ဒီမျိုးပြန်ရင်သူ့ရဲ့ဓာတ်အားကုန်တဲ့ကောင်ပြန်ကြာလာတော့အဲ့ဒီမှာမီဒီယာဖွဲ့တွေကပြေးသွားပြီးတော့ဟာခမရဘယ်လိုလုပ်ခမရလူတွေမြောက်များဆိုတော့သူတို့စူးစမ်းခိုးတော်ညာလဲနောက်ဆုံးအားကုန်တော့ပြုတ်ကြတော့တေတဲ့သူတို့ရှိတယ်ခမရဘယ်လိုလုပ်ဟလာခိုးထားတာလဲဒါနဲ့သူကဘာပြောလဲဆိုတော့ကျွန်တော်ကကြည်နေတာတယောက်ပြီးတယောက်စူးစမ်းတဲ့လူတွေအားလုံးကပြုတ်ကြကုန်ပြီဆိုတာကြည်တော့ငါလည်းမကြခင်သူတို့တော့ပြုတ်ကြတော့မှာပဲသူတို့ကျိုးတွေကိုခိုးထားတာဟုတ်ကျိုးပြီးရမီနဲ့နောက်ဆုံးတဖြည်းဖြည်းနဲ့ပြုတ်ကြပါဒါနဲ့ငါကျိုးကိုစူးစမ်းတော့ခိုးထိုင်းတော့ရေရှည်မလွယ်တော့ဘူးငါလည်းပြုတ်ကြမှာပဲသူများလို့တော့ပြုတ်ကြမှာခံနိုင်ဆိုတော့ကျိုးမခိုးတော့ဘဲနဲ့အဲ့ဒီကျိုးကိုတခါတည်းကိုခန္ဓာကိုပတ်ပလိုက်တယ်ကိုခန္ဓာကိုပတ်လိုက်ကောကျွန်တော်ကကျိုးကိုခိုးထားတာမဟုတ်ပါဘူးတဲ့ကျိုးကကျွန်တော်ကိုဆွဲခေါ်သွားတာဖြစ်တယ်တဲ့ဒီမှာရှိတဲ့ညီကိုမောင်မတော်ကျွန်တော်ထင်တာကဖယားသခင်ကိုကျွန်တော်ကြိုးစားပြီးတော့ချစ်ရင်တော့ဖယားကျွန်တော်တို့ကိုချစ်မှာပဲလို့ထင်တတ်တယ်မှတ်ထားညီကိုမောင်မတော်ဖယားသခင်ဒီချစ်ချင်းမေတ္တာဖြစ်တယ်တဲ့ဖယားသခင်လှုပ်လို့မရတဲ့အရာတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့မုန်းလို့မရဘူးဖယားမှာလှုပ်လို့မရတဲ့အဓိကချက်မှာဖယားကမုန်းလို့မရဘူးဆိုတော့ဖယားကိုမချစ်ပါနဲ့ပြောလဲဖယားသခင်ဒီချစ်ချင်းမေတ္တာဖြစ်တယ်လို့ပြောတဲ့အတွက်ကြောင့်ဖယားကချစ်ကိုချစ်တာအဲ့ဒါကိုသင်နားလည်ပြီးတော့သင်ကစူးစမ်းပြီးတော့ဖယားကိုချစ်မဲ့အစားဖယားရဲ့မေတ္တာနဲ့ကိုပတ်လိုက်ပါဖယားကချစ်တယ်ဆိုတာကိုတန်တရားမရှိဘဲနဲ့သင်ရဲ့အသက်တာကိုဖယားရဲ့ချစ်ချင်းမေတ္တာ၌စိတ်ချပြီးတော့ဟလာတွေ့လိုက်တဲ့အခါမှာငါ့ကိုဖယားချစ်တယ်ငါ့ကိုဖယားချစ်တယ်ဆိုတဲ့အရာက confidence ရှိလာတယ်confidence ဘယ်တော့ငါနဲ့ဖယားတူရှိတယ်ငါ့ကိုဖယားချစ်တယ်ငါ့ကိုဖယားတန်ဖိုးထားတယ်ငါ့ကိုဖယားကလေးစားတယ်ငါ့ကိုဖယားမျက်နှိုးတယ်ငါ့အတွက်ကြီးမားတဲ့အကြံစီရှိတယ်ဆိုတော့ဖယားသခင်ပေါ်မှာဖယားရဲ့မေတ္တာကိုကျွန်တော်တန်တရားမရှိဘဲနဲ့ဖယားမေတ္တာကိုပဲလုံးဝတွေ့ပြီးတော့မှီပြီးတော့လိုက်သွားတဲ့အခါမှာအဲ့ဒီသူကပဲအောင်မြင်သွားတာဖြစ်တယ်ဒီနေ့ဆုံးရှုံးတဲ့သူကဘလို့လူတွေလဲဆိုတော့ဖယားကိုကျွန်တော်ကြိုးစားပြီးတော့ချစ်တာကျွန်တော်ကိုတော့စက္ကပ်မယ်ဆိုတော့ကိုတော့ကျွန်တော်တာရွေးချစ်မှာပဲကိုတော့တာရွေးလှုပ်ဆောင်တယ်မှာကိုတော့ကျွန်တော်တာရွေးကောင်းကြီးပေးမှာပဲအိုးကိုတော့ကျွန်တော်၄နိုင်ဆူတောင်းမယ်9နိုင်ဆူတောင်းမယ်9နိုင်မဆူတောင်းနိုင်တော့တဲ့အခါမှာဖယားမချစ်တော့ဘူးလို့ခံစားသွားရတယ်အစာမရှောင်နိုင်တော့တဲ့အချိန်မှာအစာမရှောင်တဲ့ကြောင့်ဖယားကငေါ့မုန်းသွားပြီလို့ခံစားတတ်ကြတယ်ဖယားကြောင့်ပုံမှန်မတတ်နိုင်တော့တဲ့အခါမှာအလုတ်ကြောင့်ရှုပ်သွားတဲ့အခါမှာဟာငါဖယားနဲ့ဝေးသွားပြီ no ဖယားတင်တဲ့အတူရှိတယ်ဒါပေမဲ့တင်ကဝေးသွားပြီလို့ထင်တဲ့အတွက်ကြောင့်သင်ကဖယားအတူရှိခြင်းကိုမခံစားတာပဲဖြစ်တယ်။အေမာနွေလကျွန်တော်တို့နဲ့အတူရှိတော်မူသောဖယားမရှိပါနဲ့ပြောလဲအေမာနွေလပြောတဲ့အတွက်ကြောင့်ကျွန်ုပ်တို့နဲ့အတူရှိတဲ့ဖယားဘယ်ထိရှိမလဲကက်ကဘာကုံတိတောင်ရှိမယ်လို့ပြောတဲ့အတွက်ကြောင့်ဟာလာကျွန်တော်တန်တရားရှိစရာမလိုကိုတော့အတူရှိတယ်ဆိုတော့အတိမပြုတ်ရင်ကိုတော့အတူရှိခြင်းတတ်တယ်ကိုခံစားမှာဖြစ်တယ်။ဒီအတိုင်းပဲကိုတော့ကျွန်တော်ဟာလာကိုတော့ကျွန်တော်ချစ်ပါတယ်လို့ကြိုးစားနေတာထက်ကိုတော့အချစ်ချင်းကိုကျွန်တော်ယုံပြီးတော့စိတ်ချပြီးတော့အနံလိုက်တဲ့အပေါ်မှာကိုတော့ရဲ့မေတ္တာကျွန်တော်ဆွဲခေါ်သွားတာဖြစ်တယ်။ဒါကြောင့်ကျမ်းစာထဲမှာအံ့ဩဖွယ်ရာလူတယောက်တွေ့ရတယ်။သူကဟလာဘာတူလဲဆိုတာတစ်ချက်တော့ကျွန်တော်ကြည့်ကြရအောင်။ရှင်ယောဟန်ခရစ်ယာန်ခန်းကြီး73အငယ်23မှာရှင်ယောဟန်ခန်းကြီး73အငယ်23ဒီမှာဘာတွေ့ရလဲဆိုတဲ့အခါမှာကျွန်တော်ဒီမှာလည်းထိုးပြထားမယ်ထင်တယ်နော်ကျွန်တော်ချင်းလို့ဆိုရင်ချစ်တယ်ပေါ့ဟာလားချစ်တယ်ဆိုဘယ်လိုပြောလဲမသိဘူး
8 okay ယေရှုချစ်တဲ့တပည့်တော်လေလည်းလို့လာတယ်ဟုတ်ပြီလား73ငယ်နဲ့73မှာယေရှုချစ်တော်မူသောတပည့်တော်သည်ရင်ခွင်တော်နားမှာလျှောင်းတယ်လို့တွေ့ရတယ်ဟုတ်လားအဲ့ဒီယေရှုခရစ်တော်ကအဲ့ဒီမှာတပည့်တော်တွေအကုန်လုံးဝိုင်းနေတဲ့အချိန်မှာ तू ကဘာအကြောင်းပြောလိုက်လဲဆိုတော့ငါ့ကိုဒီထဲမှာတဲ့ဒီ12ယောက်ထဲမှာတယောက်ကငါ့ကိုအနံလိုက်မယ်လို့ပြောလဲပြောကောအဲ့ဒီအချိန်မှာယေရှုချစ်တဲ့တပည့်တော်လေဒီကျမ်းစာကိုဘယ်သူရေးနေတာလဲဟယ်လိုကျွန်တော်ခရုစိတ်လုံးမသွားတော့ကျွန်တော်နည်းဘာဘိုင်စိတ်လို့သွားရအောင်ဒီကျမ်းစာကိုဘယ်သူရေးနေတာလဲယောဟန်ရှင်ယောဟန်ရေးတာဆိုတော့ရှင်ယောဟန်ကယေရှုချစ်တော်မူသောတပည့်တော်လို့ပြောတာဘယ်သူကိုပြောတာလဲသိကြပါသလားရှင်ယောဟန်ကသူ့ကိုယ်သူပြောနေတာဖြစ်တယ်ကျမ်းစာထဲမှာငါယောဟန်ဒီလို့မပြောဘူးသူ့ကိုယ်သူကဘယ်လိုပြောလိုက်တာလဲယေရှုချစ်တဲ့တပည့်တော်ကလျှောင်းနေတယ်တဲ့သူရေးနေတာကျွန်တော်စာကိုကျွန်တော်ဘယ်လိုရေးမလဲယေရှုချစ်တော်ဒေးဗစ်သူအဲ့လိုရေးနေတာယေရှုချစ်တော်တပည့်တော်ကကိုရောရဲ့ရင်ဝင်နားမှာလျှောင်းနေတယ်တဲ့ကိုရောကပြောလိုက်တယ်ဒီ12ယောက်ထဲမှာတယောက်ကငါ့ကိုအနံလိုက်မယ်လို့အရှိပိုင်းမှာပြောလဲပြောပေတရုကနေပြီးတော့မမေးရဲလို့ကိုရောမမေးရဲလို့ဘသူအနံမှာလဲဆိုတော့မမေးရဲတော့ तू ကယေရှုချစ်တဲ့တပည့်တော်ကိုတဲ့အမှတ်ပြလိုက်တယ်ဘသူလဲမေးကြည့်စမ်းလို့ပြောတာဘသူလဲဘသူကယေရှုနဲ့အနီးဆက်ဆုံးလဲဆိုတော့ယေရှုချစ်တော်မူသောတပည့်တော်ကယေရှုနဲ့အနီးကပ်ဆုံးနေတယ်ယေရှုနဲ့ယဉ်ကျေးဆုံးသောသူဖြစ်တယ်ယေရှုချစ်တော်မူကြီးချက်လောက်ကြည့်အောင်ညီကိုမောင်မတို့ယောဟန်ကသူ့ကိုယ်သူဒီကျမ်းစာရေးနေတဲ့သူ့ကိုယ်သူကျမ်းစာထဲမှာဘယ်တော့မှငါယောဟန်လို့မပြောဘူးသူ့ကိုယ်သူဘယ်လိုပြောလဲယေရှုချစ်တော်မူသောတပည့်တော်လို့သူ့ကိုယ်သူပထမတစ်ချက်တွေးရတယ်ဒုတိယတစ်ချက်လောက်ကြည့်ကြရအောင်ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး19အငယ်26မှာလဝကတိုင်မောယေရှုခရစ်တော်တက်ပြီလဝကတိုင်မောယေရှုခရစ်တော်တက်တဲ့အချိန်မှာထိုအခါမေတော်နှင့်ဘာလို့လဲချစ်တော်မူသောတပည့်တော်သည်ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး19အငယ်26မှာဟုတ်လားဘာတွေ့ရလဲထိုအခါမေတော်နှင့်ချစ်တော်မူသောတပည့်တော်တဲ့သူကိုသူပြန်ပြောပြန်ပြီကြည့်သူကိုသူဘယ်ပုံမှာစိတ်ချနေလဲတိလားသူချစ်တဲ့ပုံမှာသူပြောတာမဟုတ်ဘူးနော်ယေရှုချစ်တဲ့တပည့်တော်ချစ်တော်မူသောတပည့်တော်ချစ်တော်မူသောတပည့်ဘသူကချစ်နေတာလဲယေရှုချစ်တာနေဟောယေရှုချစ်တယ်ဘသူပြောလို့လဲဘယ်လိုပြောယေရှုချစ်တယ်ငါ့ကိုဒါပဲအဲ့ဒီအပေါ်မှာယောဟန်ကအပြည့်ရက်တည်ထားတာဘသူပြောမပြောသူ့ကိုသူပြောပလိုက်တယ်ယေရှုချစ်တဲ့တပည့်တော်တဲ့သူ့ကိုသူပြီးတော့မှထပ်ပြီးပြောလိုက်တယ်သူကချစ်တော်မူသောတပည့်တော်နဲ့မဲတော်ကအနားမှာရက်နေတယ်တဲ့ဒါဆိုရင်နောက်17ယောက်ကဘယ်ရောက်သွားလဲ17ယောက်မှာယူဒရှကာယောက်ကသူ့ကိုသူသွားပြီးတတ်သေးတယ်နောက်10ယောက်ကကြောက်လို့ဟိုပုံးတီပုံးနေတယ်တမန်တော်ထဲမှာအကြီးဆုံးဖြစ်တဲ့ပေတရုကဘယ်ရောက်လို့ရောက်နေမှန်းတော့မသိဘူးဒါပေမဲ့ယေရှုချစ်တဲ့တပည့်တော်ကတော့ယေရှုနဲ့အနီးဆုံးမှာသူရှိနေတယ်ယေရှုချစ်တာယေရှုချစ်ခြင်းကိုလုံးဝတန်တရားမရှိတဲ့ယောဟန်ကတော့အနီးနားမှာသူပဲရှိတယ်အဲ့ဒီချိန်မှာယေရှုကသူ့ရဲ့မဲတော်ကိုကြည့်ဖို့အကြောင်းမှာခဲ့တာကယေရှုချစ်တဲ့တပည့်တော်ပဲမှာခဲ့တာဖြစ်တယ်ဘာလို့လဲယောဟန်ကိုဖြစ်တယ်အဓိကနောက်ဆုံးကိစ္စကိုပြောပြီးဆိုရင်ချစ်တဲ့သူကိုပဲဖခင်ကစကားပြောတတ်တယ်ဘာကိုလဲဖခင်ကိုချစ်နေတဲ့လူကိုပြောတာမဟုတ်ဘူးဖခင်ချစ်ခြင်းပေါ်မှာမှီနေတဲ့သူဖခင်ချစ်ခြင်းကိုတန်တရားမရှိတဲ့သူပေါ်မှာပဲဖခင်စကားပြောတာဖြစ်တယ်ဒီနေ့မားနေတာကကျွန်တော်တို့ကဖခင်ကိုကြိုးစားပြီးချစ်တာနှုတ်ဖခင်လိုချင်တာသူ့ရဲ့ချစ်ခြင်းပေါ်မှာတန်တရားမရှိတာကိုလိုချင်တာဖြစ်တယ်
အောင်မြင်တဲ့သူဖြစ်ဖို့ရန်အတွက်ကကျွန်တော်တို့ကဖယားကိုကြိုးစားချစ်လို့မရဘူးကျွန်တော်တို့ရဲ့မေတ္တာဟာမတည်မြဲဘူးဆိုတာသိတယ်ကျွန်တော်တို့ရဲ့လူရဲ့မေတ္တာဘာနဲ့တူလဲဆိုတော့ because of love လို့ခေါ်တယ် because of love ဆိုတာဘာလဲ तू ကချောသောကြောင့် तू ကလှသောကြောင့် तू ကကောင်းသောကြောင့် तू ကတီးခံတတ်သောကြောင့်ရုပ်ဆိုးသောညာလဲတနာတတ်သောကြောင့်ချစ်တာငါနဲ့ကိုချောလို့ယူထားတာမထင်နဲ့နော်တနာလို့တနာသောကြောင့်အချစ်လူမာကသောကြောင့်အချစ်နဲ့ပဲချစ်တာဆိုတော့အဲ့ဒီသောကြောင့်ဆိုတာဖောက်ပြန်တတ်တယ်အမှုတော်ဆောင်ဆရာတယောက်တောင်ကြီးရောက်သွားတယ်တောင်ကြီးရောက်တော့ရှမ်းမလေးနဲ့တွေ့တယ်ရှမ်းမလေးကရှမ်းမဟလားတောင်ကြီးရောက်တော့အေဂျီယာတင်းဦးဆရာပဲတာရှမ်းမလေးတယောက်နဲ့တွေ့တော့ရှမ်းမလေးကပါးလေးကဦးနေတာပဲနေရဲပြီးတော့အဲ့ဒါနဲ့တောင်ကြီးကလည်းအများအားအေးနေတာ哦ဆိုအများအားအေးလေအဲ့ဒီပါးလေးကလည်းဘာဖြစ်နေပဲလဲနီးအဲ့ဒီဆရာတိတ်ချစ်တယ်ဘာဖြစ်လဲဆိုတော့အဲ့ဒီပါးလေးကိုမြင်တိုင်းရင်ခုန်နေဆရာရဲ့ဒါနဲ့တော်တော်နဲ့လူရင်းပြောရင်အကြည့်ကျဆူတောင်းပြလိုက်တာရသွားတယ်သူတို့လက်ထပ်လိုက်ကြအောင်မလေးပြောတာပါးလေးကိုတချို့နားနေတာလုံးနေတာဖြစ်ချင်တော့အဲ့ဒီဆရာရခိုင်ပြည်ပြောင်းရအောင်မပြောတော့ပါဘူးဘယ်သူပို့လဲဆိုမပြောတော့ပါဘူးထွက်တော့မလို့နည်းနည်းလေးဆိုတော့ပို့လိုက်တော့ရခိုင်ပြည်ရောက်သွားရခိုင်ပြည်မှာအမှုတော်ဆောင်ရင်းနဲ့အခုနပါဦးလေးကပူလွန်းတော့တင်းတိတ်ပေါက်သွားတယ်အခုနပါနီရဲလေးကတင်းတိတ်တွေပေါက်လာအဲ့ဒါနဲ့ဆရာကဟိုတော့ငါပါဦးလေးနမ်းလို့ကောင်းတယ်အခုကတင်းတိတ်ကြီးနဲ့မနမ်းချင်တော့ဘူးအဲ့ဒီတင်းကြတော့ဆရာတွေဆူတောင်းတော့သူတို့ပြန်တော့တောင်ကြီးပို့ရတယ်ပို့တော့ပါပြန်နေတော့လူရဲ့မေတ္တာကအခြေအနေပေါ်မှာအများကြီးရက်တည်တယ်လင်မယားလည်းအဲ့လိုပဲလေလင်မယားတွေလည်းအဲ့လိုပါပဲယူဂါဇမှာချစ်လိုက်ကြတာမဟုတ်လားအကိုဆိုညီမအကိုမဲဘာပြောအမျိုးမျိုးခေါ်ကြတာပေါ့အသေးတို့နှလုံးတို့ဦးသိန်းဦးမဦးကလေးစားကုန်ပါသွားဒါကြောင့်ကျွန်တော်ဇနီးတွေကကျွန်တော်ဗာပြောတယ်သူများအသေးလဲခေါ်ပြီးပြီတဲ့နှလုံးသားလဲခေါ်ပြီးပြီတဲ့မထူးဘူးတဲ့ငါသူများမခေါ်တဲ့စကားခေါ်မယ်ကြောက်ကတ်တဲ့အရတာမရှိဘူးကြားအရတာမရှိသူကတော့ထွင်တော့ခေါ်လိုက်တယ်ကျွန်တော်ထဲမှာအရတာအောင်မရှိတာဝင်သွားတာအရတာဒီလိုကန့်လိုက်ဝင်သွားတာချစ်ကြတယ်ဇနီးမောင်နှံနေချစ်လိုက်ကြတာမဟုတ်လားတနေ့သူတို့ဇနီးမောင်နှံနေအိမ်အောင်ကြခါဆိုအမလေးချစ်ပြီးတော့အမလေးလက်ကလေးတွေကန်ရုပ်ရှင်ထိုင်ကြည့်ကြတယ်အမလေးရုပ်ရှင်ကလည်းတဲထိတ်ရင်ဖို့ကားကြည့်မိုးကြပြစ်ချတာဘုံဆိုအကိုညီမမကြောင်းနဲ့အကိုရှိတယ်ညီမမကြောင်းနဲ့ချစ်လိုက်ကြတာခလေးနှစ်ယောက်လောက်ရတော့အမျိုးသမီးဆိုတာတော့နည်းနည်းပပတော့ခလေးပါလေမွေးရတော့ဘိုက်ကလေးပူလာတာတွေပါရှိမအောင်ရှိမနည်းနည်းပပပေါ့နည်းနည်းပပခလေးတွေကိုကျွေးနဲ့ခလေးမစားကိုပဲဆိုင်နဲ့နည်းနည်းလေးဝါလာအောင်ဆိုတော့ပြောင်းလဲလာကောဒီနေ့ခလေးတွေ2ယောက်3ယောက်ဒီတိုင်းပဲရုပ်ခလေးတွေအိတ်ကုန်လုံမျိုးပဲဒါပေမဲ့အခုနောက်လက်ကလေးပိုင်လေးကိုင်းနေစင်မို့တော့သူလည်းကိုယ့်အကိုထိုင်ကိုလည်းကိုယ့်အကိုထိုင်အဲ့လိုမျိုးပဲရုပ်ရှင်ထိုင်ကြည့်တိတ်ထိရင်ဖို့ကားကြည့်ပြန်ပြီသူတို့ကဘုံဆိုဟာလာမိုးချိုလည်းပြချောင်းအကိုဆိုအခုတွေ
ကြောက်တော့မယ်လားဆိုခုဒီကြောက်တော့မယ်လားအခုနာကညီမမကြောက်နဲ့အခုကလေးနှစ်ယောက်ရတော့ခုဒီကြောက်တော့မယ်လားတတောင်နဲ့တွတ်ခံထီးတဲ့ဆရာရဲ့တဲ့လူရဲ့မေတ္တာဆိုတာ because of love ဒါပေမဲ့ဖယားဟာလားလူရဲ့မေတ္တာပေါ်မှာမမိခိုင်းဘူးဖယားဘသူမေတ္တာပေါ်မှာမိခိုင်းတာလဲဆိုတော့တင်းတို့ငါ့ကိုစ조사ချစ်ပါလို့ကျွန်တော်တို့ကထင်တတ်တယ်ဟာမနာကျမ်းစာထဲမှာဗာပြောလဲအစွမ်းတတိရှိသမျှညာရှိသမျှနဲ့ချစ်လို့အဲ့ဒါကိုကျွန်တော်ယုံတယ်조사 조사 I love you Jesus မရဘူး I love you Jesus I love you no Jesus I love no ဘာပါလိုက်တယ်ချက်ဆူတော့အဲ့ဒါကိုပြောတာမဟုတ်ဘူးဘုရားပြောနေတာကသူ့ရဲ့မေတ္တာအပေါ်မှာမှီလိုက်ဖို့အဓိကပြောတာကျွန်တော်တို့ကထင်တတ်တာကကျွန်တော်နည်းနည်းလေးမှားပြီဆိုတာနဲ့ဘုရားငါ့ကိုမချစ်တော့ဘူးမှားပြီဆိုတာနဲ့ငါ့ကိုဘယ်ချိန်နှစ်ပိုင်းရိုက်နေဘုရားအဲ့ဒါပဲကျွန်တော်တို့ထင်တာမှားပြီဆိုတာနဲ့ညိတ်ချအသက်တာလာဆက်ကတ်ကျွန်တော်အပြစ်ကကြီးပါတယ်ခွင့်လို့တော့ကိုတော့ခွင့်လို့ပြီးသားဘုရားခွင့်လို့ပြီးသားသို့တော့အပြစ်ထက်ခါမလုပ်ဖို့တော့လိုတယ်နောင်တဆိုတာအချိန်ချင်းမရောက်တစ်ခါပဲရတယ်နောင်တဆိုတဲ့စကားအချိန်နောင်တရတော့နောင်တလို့မခေါ်ဘူးမှားတာသိရင်ချက်ချင်းဝင်ချပြီးတော့အသက်တာပြန်ဆက်ကပ်ဖို့လိုတယ်ပြီးတဲ့အခါမှာကိုတော့ကျွန်တော်လက်ခံတယ်ဆိုတာသိဖို့လိုတယ်နောက်ခါတော့အပြစ်ပြန်မလုပ်နဲ့အဓိကဖယားသခင်ဖြစ်စေချင်တာကိုကဖယားကိုစ조사ချစ်တာမဟုတ်ဘဲနဲ့ဖယားကကိုချစ်တယ်ဆိုတာကိုလုံးဝတန်တရားမရှိဘဲနဲ့ကိုတော့ကျွန်တော်ချစ်တော်ကြောင့်ယေရှုတင်တယ်ကိုတော့ကျွန်တော်ချစ်တော်ကြောင့်ယေရှုတင်တယ်ကိုတော့ကျွန်တော်ချစ်တော်ကြောင့်ယေရှုတင်တယ်ကိုတော့ကကျွန်တော်ချစ်ဆုံးအဲ့လိုမျိုးဆုံးဖြတ်ချက်ချပလိုက်တာကိုတော့ကျွန်တော်တန်ဖိုးထားဆုံးကိုတော့ကျွန်တော်လေးစားဆုံးကိုတော့ကျွန်တော်တို့ကြီးမားတဲ့ရွယ်ချက်ရှိဆုံးဘာဖြစ်လို့ကိုတော့ကျွန်တော်သိချစ်တာကိုတော့ရင်အဲ့ဒီလိုလဲသွားပါသေးပြန်ထားတယ်အဲ့ဒီလိုဖြောင်းမှတ်တော်သူလို့ခေါ်တယ်အဲ့ဒီဖြောင်းမှတ်တော်ခုနှစ်ကြိမ်လဲခုနှစ်ကြိမ်ထားတယ်အဲ့တော့ပြောတာဖယားမြတ်တောင်မိတာကိုမြတ်တာနဲ့ဆိုတော့ဘယ်ရမလဲဖယားကိုစ조사ပဲချစ်လို့ရမလဲကိုတော့ချစ်တဲ့